အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးတော့မှာကကျွန်တော်တို့ Google account တစ်ခု Gmail account တစ်ခုကိုအလွယ်တကူဘယ်လိုဖွင့်လို့ရမလဲဆိုတာကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Gmail account တစ်ခုဖွင့်ဖို့အတွက်ကိုကျွန်တော်တို့ဖုန်းမှာပါတဲ့ Google Play Store ကိုဝင်လိုက်ပါမယ် Google Play Store ထဲကိုဝင်တဲ့အခါမှာကျွန်တော်တို့ Google account ရှိပြီးသား Gmail account ရှိပြီးသားသူကတော့ဒီပုံစံမျိုးပေါ်နေပါလိမ့်မယ်အကယ်၍ Gmail account မရှိသေးဘူးမဖွင့်ရသေးဘူးဆိုလို့ရှိရင်တော့ဒီနေ့မှာ sign in ဆိုပြီးပေါ်ပါလိမ့်မယ် sign in နဲ့ဆက်သွားပြီးကျွန်တော်ဖွင့်လို့ရပါတယ်ကျွန်တော် Google account ရှိပြီးသားဖွင့်ပြီးသားသူကတော့နောက်တစ် account ဖွင့်ဖို့အတွက်ကိုကျွန်တော်ဒီအပေါ်ထောက်မှာပေါ်တယ်ကျွန်တော်ရဲ့ profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကနောက်ထပ် account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာဒီမြားလေးပေါ့နော်မြားစောက်တို့လေးရှိရမြားစောက်တို့လေးတစ်ချက်နှိပ်မယ်ပြီးတော့ကျတော့ကျွန်တော်တို့ account နောက်ထပ်တစ်ခုဖွင့်မှာဖြစ်တဲ့အတွက် add another account ကိုတစ်ချက်နှိပ်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီနောက်ထပ် account အသစ်ဖွင့်ဖို့အတွက်ကိုဒီပုံစံမျိုးလေးပေါ်နေပါလိမ့်မယ်ဒါကျွန်တော်တို့စောက Google Play Store ထဲကိုစဝင်ခြင်းမှာမဖွင့်ရသေးတဲ့သူတွေက sign in လိုက်တာနဲ့ဒီပုံစံမျိုးပေါ်လာမှာပါဒါဆိုကျွန်တော်တို့ account အသစ်ဖွင့်မှာဖြစ်တဲ့အတွက် create account ဆိုတာကိုနှိပ်ပါမယ်ပြီးလို့ရှိရင် for my personal use ဆိုတာလေးကိုနှိပ်ပါမယ်ဒီမှာ first name နဲ့ last name ကိုဖွင့်မဲ့ Gmail account ရဲ့နာမည်ကိုပေးပါဥပမာကျွန်တော်ကတော့ကိုတူလေးလို့ပေးလိုက်ပါမယ်ပေးပြီးတော့ကျွန်တော်တို့ next ကိုနှိပ်ပါဒီနေရာမှာမွေးတက်ဂရစ်တွေခုနှစ်တွေမွေးတက်ဂရစ်တွေခုနှစ်တွေထည့်ပြရမှာပေါ့နော်ဒါဆိုကျွန်တော်တို့ man နေရာမှာကျွန်တော်တို့ရဲ့ရက်လခုနှစ်ကိုရွေးပေးပါဒီရက်မှာကျွန်တော်တို့ရဲ့မွေးနေ့အမှန်ထည့်လိုက်ရတယ်လို့အမှန်မဟုတ်လည်းရပါတယ်ပြီးလို့ရှိရင် gender နေရာမှာ male or female ရွေးပေးပါယောက်ျားလေးဆိုရင် male ရွေးပေးပါမိန်းကလေးဆိုရင် female ရွေးပေးပါပြီးလို့ရှိရင် next ကိုနှိပ်ပါဒီမှာပေါ့ဒီနေရာမှာဆိုလို့ရှိရင်တော့သူတို့ကကျွန်တော်တို့ကိုကျွန်တော်သုံးမဲ့ Gmail address ကိုပေါ့နော်သူတို့အနေနဲ့ return ပေးတဲ့ဟာရှိတယ်ဒီဟာတွေထဲမှာကျွန်တော်တို့ကကြိုက်တယ်ဆိုရင်ဒီဟာတွေကိုယူလို့ရတယ်ပေါ့နော်တကယ်လို့မဟုတ်ဘဲနဲ့ကိုဘတ်တာကိုကြိုက်တဲ့နာမည်နဲ့ custom လုပ်မယ်ဆိုလို့ရှိရင်တော့ create your own Gmail address ဆိုတာလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်လိုချင်တဲ့နာမည်လေးရေးလိုက်ပေါ့နော်ဥပမာကျွန်တော်ကကိုတူလေးကိုချစ်တယ်ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါမယ်ရေးပြီးတော့ကျွန်တော် Gmail account create လုပ်ပြီးတော့ next ကိုနှိပ်ကြည့်မယ်ဒီနေရာ password ထည့်ရမယ်ပေါ့နော် password နေရာမှာကျွန်တော်တို့မှတ်မိမယ်ကဏ္ဍဒါမှမဟုတ်ရင်လက်တာအဆင်ပြေရရေးပါကျွန်တော်မှတ်မိမယ် password လေးထည့်လိုက်ပါမယ်password ကိုထည့်ပြီးဆိုရှင်တော့ next ကိုနှိပ်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Google account တစ်ခုကိုရပါပြီ next ကိုထပ်နှိပ်ပါပြီးလို့ရှိရင်အပေါ်ဆွဲပါဆွဲပြီးတော့ I agree ဆိုတာလေးကိုနှိပ်ပေးပါဒီပုံစံမျိုးပေါ်သွားပြီဆိုရှင်တော့ကျွန်တော်တို့ Google account တစ်ခုကိုရသွားပါပြီ Gmail account တစ်ခုရသွားပြီပေါ့နော်ဒါအခုမှကျွန်တော်တို့ဖွင့်လိုက်တယ်ကျွန်တော်တို့ရဲ့ Gmail account မှာဒါကကျွန်တော်က internet line မကောင်းတဲ့ဒီပုံစံလေးပေါ်နေဖြစ်ပါတယ်ဒါဆိုရှင်တော့ကျွန်တော်တို့ Gmail account တစ်ခုကိုဖွင့်လို့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ Gmail software ထဲမှာသွားပြီးတော့ဒီကောင်ကိုတွက်ကြည့်လိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စောဖွင့်တဲ့ Gmail account ကိုဒီမှာအောင်မြင်စွာဖွင့်လို့ပြီးပါပြီပေါ့နော်